如果不得困难苦家嘛，过撇时间那里没撇开人，没撇时间那里撇开人，还明那个第二杯撇得多，但包明说到比如那个，明明路是两包穿上那边的人啊，那时候撇得多，如果不呀，明是那样。ရွေးချယ်ထားတဲ့အစိုးရအဖွဲ့ကိုဖြုတ်ချဖို့မကြိုးစားသင့်ဘူးဆိုတာတမန်တာပါပဲဒါမှမဟုတ်ရင်တိုင်းပြည်ကဘယ်လိုအေဂျင့်တည်ငြိမ်မလဲနိုင်ငံဘယ်အစိုးရကနိုင်ငံကိုဘယ်လိုအုပ်ချုပ်ကြမလဲဆိုတာရှိသေးတာကိုကဲဒါဖြင့်နောက်ရွေးကောက်ပွဲမတိုင်မီကြားကာလမှာပြည်သူတွေကဘာလုပ်နိုင်တယ်လဲဆိုတာမေးစရာရှိပါတယ်အခုမြန်မာပြည်ကစစ်စနဝန်ထမ်းတွေအစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေလုပ်နေတယ်လို့မျိုးကိုကောင်းမဲ့ထင်တာကိုလှုပ်တဲ့ထင်တာတွေပြည်သူအတွက်အများအတွက်ရွရွအတွက်ဝိုင်းလုပ်ကြပေါ့ကိုဖြစ်စေချင်တာကောင်းမဲ့ထင်တာတွေကိုဖြစ်အောင်လုပ်ရကြတယ်လို့အစိုးရဘက်ကမလုပ်နိုင်တဲ့လက်ဟမှုတွေကိုဝင်ဖြစ်ပေးရရောက်တဲ့အတွက်ကိုအတွက်လည်းကောင်းပြည်သူအတွက်လည်းကောင်းပါလေအထူးသဖြင့်1990ခုနှစ်နောက်ပိုင်းအနောက်နိုင်ငံတွေကအစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေကြံကပနိုင်ငံတွေကိုခြေချရာကနေနိုင်ငံရေးအခြေအနေပြောင်းလဲအောင်အစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေကိုအသုံးချရာကနေ NGO တွေရဲ့အခန်းကဏ္ဍဟာ adversarial role ဒီဇက်ဆိုရနဲ့ဆန့်ကျင်တဲ့ဒီဇက်ဆိုရကိုဝေဖန်တိုက်ခိုက်လေးရှိတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ် adversarial role ဒီဇက်ဆိုရနဲ့ဆန့်ကျင်တဲ့အစိုးရဒီဇက်ဆိုရကိုဝေဖန်တဲ့အခန်းကဏ္ဍကိုဥတီဆောင်ရွက်ကြမယ်ဆိုရင်တော့မြန်မာပြည်မှာ NGO တွေဟာမမွေးခင်ကတည်းကအရွယ်မရောက်ခင်ကတည်းကအာမကောင်းခင်ကလေးကအသက်ခံရမှကိန်းအဖြတ်ခံရမှကိန်းပဲအဲ့ဒီတော့လက်ရှိနိုင်ငံရေးအခြေအနေရလုတ်တဲ့ကိစ္စဖြစ်တယ်လို့ NGO တွေရဲ့မူလအခန်းကဏ္ဍကလည်းအစိုးရအနေနဲ့မလုံနိုင်တဲ့ကိစ္စတွေကိုဝင်လုတ်ပေးဖို့အစိုးရကမလုတ်တဲ့ကိုဖြစ်စေခြင်းတဲ့ကိစ္စတွေကိုဝင်လုတ်ဖို့ဆိုတော့ NGO တွေရဲ့မူလအခန်းကဏ္ဍကိုဝင်လုတ်ခြင်းအဖြစ်မိမိမကြိုက်တဲ့မိမိဖြစ်စေခြင်းလှုပ်စေချင်တာတွေကိုမလှုပ်တဲ့မဖြစ်စေချင်တာမလှုပ်စေချင်တာတွေကိုလှုပ်တဲ့အစိုးရမင်းများလက်ထက်မှာရွေးကောက်ပွဲတစ်ခုနဲ့တစ်ခုကြားကာလမှာရွေးကောက်ပွဲရလက်နဲ့မဖယ်ရှားနိုင်တဲ့ကာလမှာပြည်သူတွေအနေနဲ့ NGO အနေနဲ့ volunteer အဖွဲ့တွေနဲ့ရသေးစိတ်ဖြည့်လုံနိုင်သမျှလှုပ်ခြင်းဖြင့် democracy စနစ်အတွင်းမှာအစိုးရအဖွဲ့ကိုဖြုတ်ချခြင်းမှရှောင်ရှားပြီးနိုင်ငံရေးစနစ်မတည်ငြိမ်ဖြစ်စေမှုကိုရှောင်ရှားခြင်းဖြင့်ကိုမကြိုက်တဲ့အစိုးရကိုလက်မော်ထွက်ဖြုတ်ချဖို့ကြိုးစားမှုကိုရှောင်ရှားခြင်းဖြင့်ဖိလစ်ပင်းမှာလိုမျိုးမဖြစ်အောင်လုပ်ကြရမှာပဲလို့ပြောပြရစီ